မင်္ဂလာပါကျွန်တော် Lazy Barbie Channel ကနေကြိုဆိုပါရစေကျွန်တော်အခုရောက်နေတာပါဒီနောက်မှာအရန်လှမိုးရင်းဆိုအရန်လှတယ်ချင်းတောင်းကိုရောက်နေတာပါကျွန်တော်အိမ်ကနေမထင်တာပဲเนาะဒီတိုင်းထွက်လာလိုက်တာကျွန်တော်9နာရီရမှထွက်လာတော့အခု9နာရီမှရောက်ပါတယ်အဲ့တော့ညနေစာဘိုက်ကအရန်စာနေပါပြီကျွန်တော်မနေ့ပြန်မှပဲဒီချင်းတောင်းဘက်ကိုလဲမှာပါတော့ဒီတော့တိတ်တော့ဖတ်ချလိုက်ပါတိတ်တော့ဖတ်ချလိုက်အဲ့မှာတော့ပြည့်တယ်ဆိုတော့ကျွန်တော်စားမဲ့မိုးကရဆိုင်ကတော့ကျွန်တော်ရှိပါပါအခုကျွန်တော်ဒီမှာဒီမိုးကရဆိုင်မှာညနေစာစားမယ်ဘာလို့လဲဆိုတော့ဒီမှာကတချို့ဆိုင်တွေကပိတ်သွားပြီပေါ့နော်ဒီဆိုင်လေးမှာစားမယ်အဲ့ဆိုင်အပေါ်တက်မှာစားမယ်အနောက်ရဲ့နောက်ခံကိုရှိုးလိုက်ပါလုံးဝလမ်းတယ်ဒီတောင် view ကြီးကိုနောက်ခံထားပြီးတော့မိုးကရစားမှာပါရမ်းမိုက်ပါကအဲ့တော့ကျွန်တော်အခုမိုးကရစားဖို့အတွက်ဟောတက်လိုက်ပါအောင်နော်ဒါကျွန်တော်တို့အတူတူလာတဲ့ဘရိုး2ယောက်ပါအားနဲ့ဒီမှာဒါမိုးကရတော့စားနေပါပြီသူတယောက်ကို209ဘတ်ပါတောင်းကဟိုနောက်ပါဗျာဒါပေမဲ့မမြင်ရတော့ညမောင်သွားပြီဆိုတော့ပြီးတော့အဲ့ဖို့ဟိုတယ်ရှားပါမယ်ထုံးစံနိုင်ပါပဲမိုးကထပါညပေါ့နော်ဟိုကျွန်တော်မိုးကထစားပြီးတော့နော်အဲ့အချိန်အားဖြင့်ဟိုတော့ဖြစ်သွားပြီပေါ့10နာရီကျော်လောက်ပြီပါ10နာရီကျော်ဆိုကျွန်တော်ဒီဟိုတယ်တွေပါရှားတာလေဗျာမလွယ်ဘူးလေအဲ့တော့နေမျိုးဆိုပြီးရတဲ့အတိုင်းပဲ7နာရီ9နာရီကပဲဘာမှမရှိတော့ဘူးမော်ဂရဆိုင်တော့ကန်ကောင်းလို့ရှိသေးတယ်အဲ့တော့ဟိုရှားခက်တယ်ပေါ့နော်ရှားခက်တော့ဒီက map မှာကြည့်ရ map ကနေပြီးတော့ဒီဟိုအကူတာနဲ့လမ်းဖြတ်လို့ရတဲ့ဒီဟိုတယ်လေးပေါ့နော်အဲ့ဒါလေးတစ်ခုကျွန်တော်တွေ့တော့ဒီဟိုတယ်လေးကဈေးကအရန်တက်တာတယ်340ပဲရှိတယ်ပေါ့နော်340ပဲရှိတယ်ဆိုတော့ဟိုညအိမ်အောင်ပဲဆိုတော့ဘာမှလည်းတွေ့ဘူးမလို့ခဏနေကြတယ်ကျွန်တော်လေတော့မှာဆိုတော့အဲ့တော့ check out လုပ်ပြီးတော့သွားမယ်ဆိုပြီးတော့ဒီဟိုတယ်လေးကိုငှားပြတယ်နော်ကျွန်တော်အဲ့ဟိုတယ်လေးကိုတိုက်ပြကျွန်တော်ပါဟိုတယ်ဆိုတော့ဇိုးတန်းကက်ဆောက်ပေါ့ဒီကောင်းလေးပါအခန်းကထိုတယ်မှာ6ခန်းလောက်ပဲရှိရခင်ဗျပြီးတော့ဒီဟိုတယ်မှာကဟိုသူတို့ဒီ motor bike တွေပါတယ်ပေါ့နော်ဗန်တယ်ငှားတယ်ကျွန်တော်သိရဒီဟိုတယ် link လေးလည်းကျွန်တော်ချတာ description မှာကျွန်တော်ချတာပြပါမယ်ကျွန်တော်တို့အခန်းကအပေါ်မှာရပါတော့ကံအောင်ညာအောင်ကဒီဟာ6ခန်းပဲရှိရအောင်4ခန်းပြည်နေကျွန်တော်လိုတာလည်း2ခန်းပဲဆိုကွက်တီဖြစ်သွားတာပေါ့နော်ဟိုက340သွားထိုင်းမှာအရန်တန်တယ်ဗျာ2ယောက်စားတော့ကြည့်လိုက်အောင် view อ่ะအဲ့ချင်းတောင်းတခုကြိုက်တာလေချင်းတောင်းအဲ့ဘယ်ချိန်ကြည့်အဲ့တောင်ကြီးကိုမြူပတ်နေတာအရန်သဘောကျတယ်အကောင်ကျွန်တော်အခန်းလေးကိုလိုက်ပြပါမယ်အခန်းကရိုင်းမယ်ကျွန်တော်ဒါကျွန်တော်ပစ္စည်းနည်းနည်းမက်ဆီဖြစ်နေအခန်းဒါလေးပဲ TV ပါမယ်အဲကွန်ပါမယ်ပြီးတော့မှုရတယ်မစိုးမှုရတော့ကောင်းတယ်ညောင်မားမယ်ထင်တာမမားဘူးပေါ့နော်ဟိုညာတော့အဲ့ဟိုတဲ့အခန်းတွေကရှာမရတော့ပြီးရကောဒီကျုံကအိမ်သားလေးရတယ်လိုပါပဲတတ်ရလေးပဲကျင်းလေးဒါလေးပါနော်အဲ့တော့အဲ့တော့ခဏနေကြရင် check out လုပ်ပါမယ် check out လုပ်ပြီးတော့ပထမဆုံးသွားမယ့်နေရာရေဘူးဆန်းဖြစ်လိုက်တယ်အဲ့ရေဘူးဆန်းကလည်းဒီမှာ
ချင်းတောင်းမှာရေပူစမ်း3ခုလောက်ရှိတယ်3ခုလောက်ရှိတယ်ဆိုမှကျွန်တော်ဒီတစ်ခေါက်ကပို့ပေါ့ပဲလာတာဆိုတော့free ရရေပူစမ်းဟိုတော့မှာပေါ့နော်ရေပူစမ်းကတော့free ဒါပေမဲ့သူက private pool လည်းရှိတယ် private pool ကတော့1ယောက်50ပြရတာပေါ့နော်ဒါပေမဲ့အဲ့ free နဲ့တင်ကိုအဆင်ပြေပါတယ်ဒီရေပူစမ်းစိန်တဲ့နေရာလေးရဲ့ဒါအနေထားပါဒီကောင်းရဲ့ပုံစံဒီလိုမျိုးလေးပါနော်ရမ်းမိုက်တယ်ဒီကောင်အဲ့တောင်ကြီးတောထဲမှာရှိတယ်ဟောဒီမှာဗျာငှက်တန်လေးတွေနော်ဟိုရေပူစမ်းကြအဲ့ဗမာလဲဆိုဟိုမှာရမ်းမိုက်တယ်တဲ့လုံးဝသဘာဝဆန်ဆန်ဟောအဲ့နေရာမှာရှိရယ်ဒီ private pool ကကြတော့ကျွန်တော်ထင်ပြောရင်ဒီထဲကိုဝင်သွားတယ်ဟုတ်နော်အဲ့ဒီဝင်သွားရှင်သူတို့ကအင်္ဂလိပ်ကြွေပြနေတယ်ဗျာလှုပ်ထားမလိုပါဘူးအဓိကဒီသဘာဝဆန်ဆန်စိန်တာအကောင်းဆုံးပါပဲရမ်းမိုက်တယ်ကျွန်တော်အဲ့လိုမျိုးငှက်တန်နေတပင်နေဒီလိုစိမ့်ဆိုပြီးတော့မိုးရင်းလာတာအရန်သဘောကျပါနော်ရေပူစမ်းစိန်နေနေရောတော့အဲ့လိုတွင်းလေးမှာဝင်စိန်လို့ရဒီဟိုကနေ PVC pipe တွေနဲ့သူတွေ့ထားပြီးတော့နော်ခုကကျွန်တော်စိန်နေတဲ့ကန်ဓာတ်ရိုက်ကန်ပေါ့နော်ဓာတ်ရိုက်ကန်တအားပူရယ်လုံးဝကြက်မတက်ပဲပေါ့နော်တော်ပူပါတယ်ဒါပေမဲ့မိုက်တယ်ဗျာ feeling ကဘာလို့ဆိုတော့တကယ် relax ဖြစ်တယ်ပေါ့နော်ဒီမှာကိုယ့်ရဲ့ horror တွေအမျိုးသမီးတော့တယောက်တခန့်စီပဲရောမနေတော့စေးတော့ဒီဘက်ကနေခမ်းမြစ်ပေါ့နော်ချောင်းလေးပါပဲစမ်းချောင်းပါโอเคတော့မိုက်တယ်ဗျာ feeling ကတော့တကယ်မိုးရင်းမှာဒီကောင်နဲ့မိုးရင်းနဲ့ဆောင်းရင်းဆိုတော်တော်ဟိုဖြစ်မယ်ဟိုကျွန်တော်ဒီပုံမှန်ဆောင်းရင်းတို့ဒါတော့စိတ်နေပေါ့နေရာဒီလည်းကျွန်တော်စိတ်နာပဲချင်းအောင်ရောက်လို့ရှိရင်ဒါပေမဲ့ဒီနေရာတော့မဟုတ်ဘူးကျွန်တော်တခြားတူပါမှာစိတ်တာပေါ့နော်ဒီနေရာလေးတကယ်မဆိုးပါဘူးလိုက်ပါလေပရိထားပါချင်းတွေကတအားလာကြိုက်တယ်ပေါ့နော်ရောထည့်လိုက်တော့မယ်ဆိုပြီးရင်အဖုံးအုပ်ပြီးနှာထားလိုက်တော့မယ်ဖြုတ်ထားလိုက်တော့ခဏအေးခံထားလိုက်မယ်သူကအေးရလဲအရမ်းမြန်တယ်ပူရလဲအရမ်းမြန်တယ်အစွန်းရောက်ကျွန်တော်ခဏအုပ်ထားလိုက်ပြီးမှစားတော့ခုနကျွန်တော်ရရမှာဥတုံးကျွန်တော်ဒီဥတုံးကိုအရန်ကြိုက်ပေါ့နော်အိမ်မှာလည်းခောက်ဆွဲကြော်ဒီပါဆိုရင်ဒီဥတုံးနဲ့ပဲကြော်စားပြတယ်ဒီတစိမ့်ဟိုကြော်ညာမဟုတ်ဘူးကြော်ညာလည်းဘာမှမထူးစားကြည့်တကယ်စားကောင်းတယ်တကယ်ကောင်းတယ်အဲ့ကောင်မိုက်တယ်ကျွန်တော်ခုနတော့ချမ်းတယ်ခောက်ဆွဲလို့စားတယ်အဆင်ပြေစားလိုက်ပါအောင်ねပြင်ကြရင်အောင်ဆက်သွားလိုက်ခဲ့ပါဒီကျူကနေခေါ်အောင်ဒါကချင်းတောင်ကူကိုသွားတဲ့လမ်းပေါ့နော်ဟိုးမှမြင်ရမှာမသိဘူးအဲတောင်ကြီးပေါ့နော်အဲ့တောင်ကသူကပုံမှန်ဆိုလို့ရှိရင်ရာသီဥတုအဲ့လိုမျိုးဟိုclear ဖြစ်လို့ရှိရင်ပေါ့နော်ဒီ visibility ကောင်းတဲ့အခါမျိုးကြလို့ရှိရင်ဒီတောင်တစ်ခုလုံးမြင်ရတယ်ပေါ့တော်လှတယ်ဒီလမ်းကြားလေးကြီးအရန်လေဟိုအဲ့လိုမျိုးကားမောင်းသွားတယ်တကယ်ကိုတော်တော်မိုက်တယ်ညာဖြည်းဖြည်းပဲစာဒီမှာအဲ့ဒီရဲ့အဝင်မဟုတ်ဘူးတကယ်မိုက်တယ် damn
သူကများသောအားဖြင့်အဲ့တောင်ပေါ်မှာလေအဲ့လိုတိမ်အုပ်တယ်ပေါ့နော်ဒီနေရာအဲ့ချင်းတောင်ရဲ့ဒီတောင်ဒီဇိုင်းอ่ะပေါ့နော်အဲ့ဒါလေးတစ်ခုကတကယ်မိုက်တယ်ပေါ့တအားလာကျွန်တော်အဲ့လိုမျိုးအဲ့တောတောင်တွေကိုကျွန်တော်အရန်သဘောကျတယ်ပေါ့နော်အဲ့လိုလူမျိုးဆိုတော့ကျွန်တော်တို့မိုးရသည်မှာအလားဆုံးကနေရာ2ခုရှိရဗျာအဲ့ဒါချင်းမိုင်လည်းမဟုတ်အဲ့ဒီချင်းတောင်နဲ့နန်နဲ့ပေါ့နော်အဲ့တခုရှိပါတယ်နံပါတ်သွားပြရင်လည်းကျွန်တော်ထပ်ပြီးရိုက်ပြပေးပါမယ်ဒါတော့အခုလက်ရှိရတာချင်းတောင်ကူကိုသွားနေတဲ့လမ်းအဝင်လေးပေါ့နော်အရန်မိုက်ပါတယ်ဒီနေရာမှာအဲ့ home stay တွေရှိရပေါ့နော် home stay တွေရှိရအဲ့တော့ဒီမှာအဲ့လိုဈေးမကြီးဘူးဗျာဒီမှာ home stay ရတယ်အကုန်လုံးဟိုတတ်ပဲတကယ်နေလို့အရင်ကောင်းတယ်ဒီတောင်ကြီးမှာကျွန်တော်ဒီတောင်ကျေနာပေါ့နော်ဒါလေးဆို home stay လေးဈေးမကြီးဒီက home stay ရကျွန်တော်တင်ပြောဒီဟာ900ကနေပြီးတော့1100အဲ့လောက်ဝင်းကျင်ပတ်ချလည်းပဲရှိမယ်အဲ့ဂျားလောက်ပြီးပေါ့နော်โอเคပါဟိုချင်းတောင် cave ကိုရောက်ရင်ပြန်တွေ့ပါမယ်ချင်းတောင်ကူဆိုတာဒါပါပဲသူကဒီအထဲကိုပေါ့နော်ဝင်သွားတာပါအဲ့ဒီမှာကူထဲမှာတော့ဒီကူဝင်ကြီးကတယောက်ကို50လား60လားမသိတော့ဘူးเนาะထားပါတော့ဒီအဲ့ကူထဲဝင်ရဗျာကူထဲဝင်ပြီးတော့အဲ့မှာဒီဟိုကနေပြီးတော့ဒီမီးအိမ်နေနဲ့အဲ့လိုမျိုးလမ်းပြပေးတယ် guide တွေပါထပ်ငှားလို့ရတယ်ဗျာထပ်ငှားလို့ရှိရင်သူတို့အဲ့မှာသူတို့ fees တွေတော့ရေးထားတယ်250လားမသိဘူးထပ်ပေးရတယ်အဲ့လိုမျိုးကိုကမပေးခြင်းဆိုလို့ရှိရင်တော့ဒီတိုင်းတက်ခါပဲသွားလို့ရပါဘောနော်ဒါပေမဲ့ပေးလိုက်ရင်တော့ဟိုအတွင်းထဲကကူတွေလိုက်ပြပေးတယ်သူမီးအိမ်နဲ့လိုက်ပြပေးရပါဘောနော်ဟာပြီးထပ်ပြီးတော့တစ်မန်နီတောင်းသေးရဗျာတရားပေါ့တယောက်ကို40ပေးရတယ်သူတို့နိုင်ငံသားဆိုတယောက်ကို20ပဲပေါ့နော်ကူတွင်းနေရတာပါမငါတော့ဟုတ်တယ်မငါတော့ဒါဒီကူအတွင်းနေပါနော်ဝင်လာပါဒီထဲမှာတော့အေးရပါနော်ရောက်ဒီမှာခိုင်းဒီပါဆိုတော့လမ်းပြငှားမယ်ဆိုလို့ရှိရင်တတ်ထည့်ပေးရမယ်สวัสดีเจ้าလမ်းပြငှားမယ်ဆိုဒီလိုပေးရမယ်တော့ကိုကတော့မရှိဘူးတော့ပါပြီကျွန်တော်အဲ့ဒီလေရောက်ဘူးလေတင်းနေမောလင်းတို့ချီနဲ့တတိထားချော့ပါတယ်အမှန်တော့အဲ့ဟိုမရောက်ဘူးနော်ဗျာအဲ့အတွင်းထဲသွားရင်တော့ဟိုတန်ပါတယ်သူတို့ပေးရတဲ့ပတ်စံပမာဏနဲ့ပေါ့ထဲမှာတကယ်အဲ့လိုမျိုးဖူဆယ်ကွင်းလောက်ရှိရဲနေရာကြီးလည်းရှိရဗျာသူတို့ကျဲဒါမဲ့ခတ်တာသူတို့ကအလင်းကိုလုံးဝမထားပေးဘူးအကောင်လုံးကဟိုကနေပဲမီးအိမ်နေပဲပေါ့နော်
tourism အတွက်အဲ့လိုသဘောမျိုးနဲ့ guide တွေလောက်ထားအောင်ကူကကျဲတယ်ထဲမှာအဲ့တော့မတို့မြင်နေတယ်တချို့ရမှာမီးရိပ်နဲ့ပြန်ထွက်လာကြမှာဒါဆိုတာအုပ်စုလိုက်ကိုက်ကမီးရိပ်နဲ့ပြန်ထွက်လာကြဒါတော့ဒါကျွန်တော်တို့ဒါပုံမှန်တမန်ရိုးကြဝင်ပေါက်ပဲပေါ့နော်ဒီတိုင်းဝင်သွားရင်ဂူဆုံးမှာထုံးစံတိုင်းဗုဒ္ဓဘာသာတိုင်းပြီးတယ်ထုံးစံတိုင်းဖျားရှိမယ်ပေါ့နော်ကျွန်တော်အခုပေါ့နော်ဒီဂူအဆုံးရောက်ပြီးသွားပြီအဲ့တော့ဂူပြန်ထွက်တော့မယ်ဂူပြန်ထွက်ပြီးသွားရင်ကျွန်တော်သွားမှာတော့အခုcoffee ဆိုင်ပါနော်လူကနည်းနည်းအဲ့လေအိတ်ချင်တယ်အဲ့တော့ပြင်မှန်းလို့ဖြစ်နေတော့coffee တော့ပါမယ်အဲ့ coffee ဆိုင်အရန်လာပါတယ် Mountain View coffee ဆိုင်ပါဒီတောင် view ပေါ့နော်မြင်ရတဲ့ဆိုင်ပေါ့အဲ့ဆိုင်ကိုရောက်ရင်ကျွန်တော်ထပ်ပြီးတော့ပြပြပါမယ်ခင်ဗျာအဲ့ဆိုင်ကျွန်တော်တို့လိုက်ခဲ့ပါအောင်ဒါကျွန်တော်ပြောတဲ့ coffee ဆိုင်ဆိုတာဒါပါပဲဒီမှာပေါ့နော်ဆိုင်နာမည် show လိုက်ပါ Mountain View ဆိုတဲ့အတိုင်းတကယ်ရှေ့မှာတောင်ကြီးအကြီးပေါ့နော်အဲ့ဒါမြင်ရမှာပေါ့မှာဒီလက်ထုတ်ကိုလည်းရတယ်ရှိုးလာအောင်နော် view တန်ထွက်လာဒီအောင်မှာဘန်ဂလိုလည်းရှိတယ်ပေါ့နော်အဲ့တောင်ကြီးကြည့်ပြီးတော့ဒီတက်နဲ့ရေချိုးလို့ရတယ်ဒီဆိုင်ကကျွန်တော်ချင်းတောင်းကိုလာတိုင်းအမြဲတမ်းရောက်ဖြစ်တဲ့ဆိုင်ပေါ့နော်ကျွန်တော်တိကျကြောင်ဘာဖြစ်လို့လဲမသိဘူးချင်းတောင်းခဏခဏလာဖြစ်တယ်ပေါ့နော်ဆိုင်နာမည်ကတော့တွေ့ရတာပဲ Mountain View ချင်းတောင်း Mountain View ပေါ့နော်ဒီရပါပဲတော့ချင်းမိုင်မျိုးကနေကားမောင်းရင်တနာရီခွဲ2နာရီလောက်ပဲကြာပါတော့အောက်ကဘန်ဂလိုရဲ့ဈေးကလည်း3500နဲ့9000ကျားရှိရဗျသူကလုံးဝ luxury ပေါ့နော်အဲ့လိုလောက်ထားဆိုဆိုင်လေးကသူ့အရင်သူခုံးပေါ်မှာပဲခုံးပေါ်မှာလောက်ထားတော်တော်မိုက်တယ်ကျွန်တော်ကတော့ဒီဆိုင်ကိုပဲပုံမှန်လာဖြစ်တယ်ကြော်ညာဝင်လာတော့မဟုတ်ဘူးเนาะဒီချင်းတောင်းမှာ coffee ဆိုင်เนี่ยအများကြီးရှိတယ်အဓိကကျွန်တော်တောင်နောက်ခံထားပြီးတေချာကြည့်လို့ရတဲ့ view နဲ့ရှိရဆိုင်ကတော့ဒီဆိုင်ပေါ့เนาะနောက်တစ်ခုကချင်းတောင်း view point မှာရှိတဲ့ coffee ဆိုင်လည်းရှိရပေါ့เนาะအား coffee ဆိုင်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုကြရင်ကျွန်တော်ရိုက်ပြပေးပါမယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်အခုကရိုက်မယ်ပေါ့ပါပဲလာတာနောက်တစ်ခုကကျွန်တော်အလုပ်ကိစ္စရှိသေးတဲ့အတွက်ကြောင့်ပေါ့เนาะကျွန်တော်တိတ်ပြီးတော့ဟိုအများကြီးမသွားဖြစ်ပါဘူးနောက်တစ်ချိန်ကျရင်တော့ကျွန်တော်အများကြီးသွားပါမယ်ကျွန်တော်အခုပေါ့နော်ချင်းမိုင်ပြန်ပြီးလှုပ်ရှားလေးရှိရတဲ့အတွက်ကြောင့်မို့ကျွန်တော်ချင်းတောင်ခီးစဉ်ကိုဒီ coffee ဆိုင်မှာဒီမှာကျွန်တော်အဆုံးပတ်လိုက်တော့ပေါ့နော်အစားတခြားနေရာသွားဖို့လည်းကျွန်တော်ရည်ရထားပါတယ်ဟိုဘက်ကတောင်ပေါ်တွေပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်တစ်ခေါက်မှတက်ခီးစဉ်တစ်ခုဖြစ်နေကျွန်တော်ထပ်ပြီးရိုက်ပြပါမယ်ကျွန်တော်ဗီဒီယိုလေးတွေကိုစာဆုံးကြည့်ပြီးတူဦးတယောက်ချင်းတိုင်အောင်ကျေးဇူးတင်ပါတယ်ပြီးတော့နောက်ထပ်ဗီဒီယိုကြရင်ပြန်တွေ့ပါအောင်မယ်ကျွန်တော်နောက်ထပ်ဗီဒီယိုအများကြီးနဲ့ထပ်လာဖို့ရှိပါတယ်အားလုံးပဲစောင့်ပြီးတော့ကြည့်ပေးကြပါအောင်လို့